လူတွေမှာအချိန်တစ်ခုစောင်းရတယ်ဆိုအဲ့ဒါပြောတယ်တချို့ကြတော့အချိန်ကိုမသိတဲ့အခါကျတော့သူအကျိုးပေးခြင်းကိုမသိတဲ့အခါကျတချို့ကကောင်းတာလုပ်ရတာနဲ့မကောင်းတာတွေကြုံနေတဲ့အပေါ်မှာကိုယ့်ကိုစိတ်တက်ကြငါကောင်းတာတွေလုပ်ရတာနဲ့ကံတရားငါမျက်နှာသာမလိုက်ဘူးမကောင်းတာတွေပဲကြုံတချို့ကြတော့မကောင်းတာတွေလုပ်နေတဲ့အကျိုးပေးတာကောင်းလိုက်တာသူတို့ကြတော့မဟုတ်တာလုပ်ပြီးတော့ကြီးပွားနေတယ်ဆိုရင်သူများမဟုတ်တာလုပ်ပြီးကြီးပွားတဲ့အပေါ်မှာတချို့ကကံတရားအပေါ်မှာတန်တရားဝင်ကိုလွတ်ရတာနဲ့ကိုကောင်းရတာနဲ့အကျိုးမပေးဘူးအမှန်ကတော့လေကံတရားက favor ပေးတာမဟုတ်ကံတရားကမျက်နှာမလိုက်ထို့တူပဲကံတရားက pressure လည်းမပေးဘူးဖိအားလည်းမပေးဘူးကံတရားကမှန်ကြည့်တယ်လို့မှန်နဲ့ပြုံးပြမှန်နဲ့ရုပ်ကပြန်ပြုံးပြမှာပဲဟိုယာတို့ရှိတဲ့လူပြုံးပြလဲဒီပုံပဲဂုံရှိတဲ့လူပြုံးပြလဲဒီပုံဘာမှမရှိတဲ့လူပြုံးပြလဲပဲဒီပုံပဲပုံမဲ့ပြလဲပဲဘသူမဲ့ပြမှန်ထဲမှာဒါပဲပေါ့ကံတရားကလည်းထို့အတူပဲကောင်းတာလုပ်ရင်နော်တရောင်းစားလုပ်လဲပဲအချိန်တိုင်းသူခံစားရမှာမကောင်းတာလုပ်ရင်ဟိုသမဏကြီးလုပ်လဲပဲသူကအကျိုးမပေးခြင်းတော့ဟုတ်မှာအကျိုးပေးခြင်းတန်တဲ့အခါကျတော့ဘသူပဲလုပ်လို့သူကအခွင့်တာရင်အခွင့်တာတာနဲ့အဲ့ဒါကောင်းကျိုးမကောင်းကျိုးကိုပဲခံစားရတာအချိန်လေးတစ်ခုစောင့်ကံတရားဆိုတာအချိန်စောင့်ပြီးတော့မှအကျိုးပေးတာအခုတည့်ရပင်ဆိုင်အခုတည့်ရတီးစားလို့မရအခုရေတွင်တူအခုရေတောက်လို့မရသူအချိန်လေးတစ်ခုကျုံမှဒါတွေကခံစားရမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ်ကံကိုစစ်ပြီးတော့ဘယ်တော့မှကံဝတန်တရားမဝင်ပါနဲ့တန်တရားမဝင်ပါနဲ့ဥပမာတစ်ခုဘုန်းကြီးတို့ဖတ်ဘူးတဲ့ပုံမြင်လူ2ယောက်ရှိလူ2ယောက်မှာတစ်ယောက်ကလေနေ့စဉ်ဟိုဘော်ဒီညောင်မင်းကိုသွားပြီးတော့တန်ရှင်းရေးလုပ်တဲ့ညောင်မင်းကိုပူဇော်တယ်နောက်တစ်ယောက်ကျတော့စားစရာမရှိတော့တစ်ကိုင်းနေလိုက်ခုတ်တစ်ပင်နေရောင်းရတဲ့လူတစ်ယောက်အဲ့2ယောက်အဲ့တော့တနေ့တော့ညောင်မင်းနေတိုင်းသွားပြီးရှိခိုးပူဇော်နေတန်ရှင်းလုပ်နေတဲ့လူကလေညောင်မင်းတန်ရှင်းလုပ်ညောင်မင်းပူဇော်ရင်းနဲ့ညောင်ကိုင်းကျိုးကြတော့6တော့တန်ရရတာ6တော့ကျိုးသွားဟိုမှာစားစရာမရှိလို့ထင်းလိုက်ခုတ်တဲ့ကောင်ကနောက်ဆုံးခုတ်စရာမရှိတော့ညောင်မင်းလာခုတ်ရင်းနဲ့ညောင်မင်းခြေမှာရွှေအိုးသွားတွေ့အဲ့တော့ဟိုမှာညောင်မင်းပူဇော်နေတဲ့လူကညောင်ကိုင်းကျိုးကြတော့6တော့တန်ရရတော့စိတ်ထဲကဒေါ်တွေကန်တာဘုန်းကြီးเจ้าနဲ့မှာဆိုဆရာတော်သွားလျှောက်ရှင်ဗျာကံတရားကမျက်နှာလိုက်တယ်ဖေဟာတဲ့တပည့်တော်ဒီလောက်ကောင်းတာတွေလို့ညောင်မင်းပူဇော်နေတဲ့သူကြတော့ညောင်ကိုင်းကျိုးကြတယ်တပည့်တော်6တော့တန်ရရတယ်6တော့ကျိုးသွားတယ်ဟိုမှာညောင်မင်းလိုက်တော့ပြီးအသစ်ပင်တွေခုံတဲ့လူကြောင့်ညောင်မင်းချင်းရရွှေအိုးတော်သွားတွေ့တယ်ဖေဟာတဲ့အဲ့ဒါကံတရားမတရားဘူးဖေဟာဆရာတော်သွားလျှောက်တော့ဆရာတော်ကပြောပြပြန်ပြီးတော့တကားတော့တဲ့တကယ်တမ်းကျတော့တကားတော့ပေးရမှာဘုန်းကြီးသွားအားကိုးမှာဘုန်းကြီးကအားမပေးတဲ့အပြင်အားတက်စရာပြောလိုက်တကားပေးရမှာလို့ဟိုကစိတ်တွေကြာရှင်းပြဘလို့ပြောလိုက်တာဒီလိုဒီလောက်ကောင်းတာရဲ့လုပ်နေတာဟုတ်တယ်အမှန်